အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ဖားကျူမှာရှိတဲ့မာတန်းဟုတ်ဆိုကိုရောက်နေပါတယ်အထူးကတော့ဒီမှာကတော့နာမည်ကြီးကြတော့ဒီရေကန်ဟိုဘက်ဒီဘက်ကျိုးနဲ့ဆွဲပြီးတော့လှုပ်ထားတဲ့ဒီတရားကနာမည်ကြီးကြပါတော့အခုရာသီမှာတော့မနက်၈ နာရီကနေညနေ9 နာရီထိနွေရာသီရောက်ရင်တော့9 နာရီ10 နာရီလောက်ထိဒီတကားကိုဖြတ်လို့ရပါတယ်ရေကန်ကတော့အကျယ်ကြီးပါညနေပဲဆိုတော့ဒီမှာလာကြီးပါလမ်းလျှောက်တဲ့လူတွေတော်တော်များပါတယ်ဒီတိုက်လုပ်ကြပါမယ်နော်တချမ်းရေခဲပြီးတော့တချမ်းရေမခဲဘူးเนาะဟုတ်ကြောင်ဒီကလေးရှိတာလေးရှိတော့မရောက်ဘူးမရောက်လို့ကလေးရှိနေတာလှနေရောပဲเนาะပုံးပေါ်မှာကျန်တော်တော်လှတယ်เนาะပြီးတော့တရားကလည်းလေဒီမှာကြည့်အောင်လှုပ်စီးနေအိုးမိုင်းနေရောပဲဒါတော့တကားအောက်မှာလမ်းလျှောက်ဖို့တော့လောက်ထားတဲ့နေရာလေးဖြစ်ပါတယ်ဒီနေ့ကတော့9 နာရီဆိုရင်တကားပိတ်တော့မှာအောက်ကတော့လမ်းလျှောက်လို့ရပါတယ်ဒီကလေးကိုရေကူးလို့ဖြစ်ဒီနေ့ကတော့နေသားနေတို့တကောက်တော့ရေနေဒီတကားရှိတယ်ဒီနေ့အရှိမဆိုတော့အတွဲဆိုတာလူကြီးတွေပြောတာဒီတကားအသက်ကြီးတဲ့လူတွေလာတာများတယ်ဘာလို့ဆိုတော့ဒီမှာအားကစားလုပ်ဖို့အတွက်ရန်ကောင်းတယ်လေကောင်းလေတန်ရတယ်ပြီးတော့လမ်းလျှောက်ဖို့အတွက်နေရာအကျယ်ကြီးရှိတာဆိုတော့အဖိုးကြီးဖွားကြီးလာတာတော့များတယ်ဒီနေ့ကတော့နေတာနေရဆိုရာသီဥတုကတော့တော်တော်လေးကောင်းပါတယ်ရာသီရာသီဥတုကအေးပေါ့သွားပြီဆိုတော့တချမ်းမှာတော့ရေခဲနေတာကြံနေရေဘဲလေးရေကူးနေအပင်တွေကတော့ဆောင်းဝတ်တီရောက်တဲ့ဆိုတော့ကိုရီးယားမှာတော့အဲ့လိုပါမသိမီးလောင်လာသလိုပဲပင်တွေကမဲနေဒီအောက်မှာတော့အုံတန်ကျိုးခင်းလာတာဒီအုံတန်ကျိုးကမြန်မာပြည်ကလာတယ်လို့ပြောပါတယ်ဟုတ်လားမဟုတ်လားတော့မသိဘူးအပိုင်းနွေရာသီရောက်ပြီဆိုတော့တောင်တွေရတော့စိမ့်သွားတဲ့အတွက်နွေရာသီဆိုတော့ပိုလှပါတယ်ကိုကတော့လည်းမဲနေအောင်ကိုရီးယားတော့ဘယ်နေရာကိုသွားတောင်နေကြီးပဲတောင်နေဖြစ်တဲ့အတွက်ဒီနိုင်ငံမှာတော့အပင်တွေတောင်တွေများတဲ့အတွက်ရေကတော့တန့်ပါတယ်ဒီနေရာလေးကတော်တော်လှတယ်ခွေးလေးချစ်စရာလေး
အခုကဆောင်းရသည်အကုန်ဘိုင်းအောင်ရောက်နေရဖြစ်တော့ရန်တော့အပင်တွေကမလှသေးဘူးနောက်ပိုင်းနေရာတွေရောက်ပြီဆိုတော့အပင်တွေစိမ့်သွားပြီတော်တော်လေးလှပါပြီခုလက်ရှိကတော့ရေတွေခဲနေတော့ဒီနေရာတော့လှေစိတ်ပါကျွန်တော်တို့နွေရာသီဆိုတော့စီးလို့ရပါအခုကတော့ဆောင်းရသည်ဖြစ်တဲ့အတွက်ရေခဲနေရဖြစ်တော့လှေစိတ်ကတော့စီးလို့မရအောင်ပိတ်ထားတယ်တော့နွေရာသီလာမယ်ဆိုတော့ဒီမှာလှေလဲစီးလို့ရပါတယ်ဘယ်ညနေဆောင်လေးဆိုတော့ sunset view လေးနဲ့ရန်လာနေဒီနေရာလေးဆိုလည်းတော်တော်လေးလှတယ်ဟိုတပတ်ချလေလုံးကဒီလိုမျိုးဆိုတာတရားထိုးတရားပုံစံမျိုးယူလျှောက်လန်းလုပ်ဖို့တက်ကိုလုပ်ပေးထားရဆိုတော့တော်တော်လေးကောင်းတယ်ဒီကလမ်းလျှောက်မယ်ဆိုရင်အားကစားလုပ်မယ်ဆိုတော့နေရာလေးကိုလာတင်တပတ်ချလေလုံးဆိုတော့တနားရီဆို2နာရီလောက်လျှောက်ရမယ်ကျွန်တော်ဟိုပင်နေချားမှာတရားထိုးတာလျှောက်လန်းလုပ်ပေးထားရဖြစ်တဲ့အတွက်တော်လေးလှတယ်ဒီနေရာလေးဆိုတော့သူကနားတောက်နားဖို့အတွက်နားနေဆောင်လေးလုပ်ပေးတာဒါနားနေဆောင်ဆုံးလဲဟိုတော့ပုံစံမျိုးတစ်သားလေးနဲ့လုပ်ထားတာဒါတော့ခုနကကျွန်တော်တို့ရှောက်ခဲ့တယ်ကြိုးတရားဖြစ်ပါတယ်အဲကျွန်တော်တပတ်ချလဲလုံးဟိုးကနေပြီးတော့ဒီမျိုးရှောက်သွားတာအဲတချမ်းပဲရှိသေးတာပေါ့အကျယ်ကြီးပဲတော့ဒီနေရာကိုအတွဲတွေလာတာများတယ်ဖိုးကြီးဖွားကြီးတွေအာကစားလုံးမဲ့လူတွေလာတာများပါရှစ်ဆရာလေးဒီနေရာကိုလာမယ်ဆိုလို့ရှိရင်ဒီမှာ free ရတဲ့ car parking တခုရှိတယ်ဒီ parking ကတော့ free ရတယ်ပေါ့ဒါပေမဲ့ပုံမှန်ဆိုတော့ဒီမှာကားပြည့်နေရများတယ်ကျွန်တော်ကတော့ဒီနေ့ over parking မှာ free ရတဲ့ parking မှာမရဘူးပေါ့ကတော့ကျွန်တော်တို့ပြန်ပါပြီအဲ့တော့ဒီနေရာကိုလာမယ်ဆိုလို့ဆိုတော့ line ကတော့တိတ်မရှိဘူးကိုပိုင်ကားနဲ့မဟုတ်ဒါမှမဟုတ်လို့ဆိုရင်တက်စီနဲ့လာရင်တော့ပိုကောင်းတယ်ပေါ့ line ကရှိတော့ရှိရဒါပေမဲ့ရှားတယ်ပေါ့အဲ့တော့ကိုပိုင်ကားမရှိရင်တော့တက်စီငှားပြီးလာရင်တော့အကောင်းဆုံးပါလာမယ်ဆိုလို့ဆိုရင်တော့နေ့လယ်လောက်လာရင်တော့ပိုကောင်းတယ်အခုရသည်ဆိုတော့9နာရီဆိုရင်တကားပိတ်တယ်တကားကူးလို့မရတော့ဘေးပတ်ချက်လဲရတော့လမ်းတော့ရှောက်လို့ရတယ်တော့ဒီကို3နာရီလောက်ရောက်ရင်တော့အကောင်းဆုံးပဲ3နာရီလောက်ရောက် over ဒီဘက်တစ်ပတ်ချလေးလုံးရှောက်မယ်ဆိုတော့2နာရီလောက်ကြာမှာပေါ့3နာရီလောက်ကနေပြီးတော့9နာရီလောက်ထိလမ်းရှောက်မယ်ဆိုတော့အကောင်းဆုံးပါအားလုံးပဲတက်တာပါပြီးတော့ကျွန်တော်တို့ပြန်ပါပြီ